share နဲ့ should နဲ့ကိုဘယ်လိုနေရာတွေမှာသုံးတာလဲဘာအတွက်သုံးတာလဲ share နဲ့ should နဲ့ကိုတော်တော်များများက exam တွေမှာပဲသုံးခဲ့ကြတယ်ငငယ်လေးကတည်းကဆိုရင်စာမေးပွဲဖြေတဲ့နေရာမှာပဲသုံးတာများတယ်ဒါပေမဲ့ daily life မှာလည်းသူကတော်တော်အသုံးဝင်တဲ့ moral verb လေးတွေဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီနေ့ရှင်းပြပေးမယ် share ကိုသုံးရင်ယဉ်ကျေးတယ်သူကတာဝန်ယူမှုရှိတဲ့ feeling တွေပါတယ်ပြီးတော့ British style ပုံများတယ်အဲ့တော့ဥပမာတစ်ခုပြပြမယ် share I open the door ငါတကားဖွင့်ပေးရမလားလို့ပြောချင်တာဒါမဲ့ဒါကယဉ်ကျေးကျေးတောင်းပန်တဲ့နေရာတွေမှာသုံးတယ် share we start the class ငါတို့ class ကိုအခုစတင်တော့မလားဒီလိုမျိုးပေါ့မေခွန်းလေးသုံးတဲ့နေရာမှာသုံးရင်ကြေးကြေးမေခွန်းမေးတဲ့နေရာမှာသုံး should ကအမိန်ပေးတဲ့နေရာမှာသုံးတာမဟုတ်ဘူးအကြံပေးတဲ့နေရာမှာသုံးတယ်သူ့ကိုဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုလို့ရလဲဆိုတော့တင့်တယ်လို့ပြောရရတယ်ပေါ့ကွာအဲ့တော့ example နဲ့ရှင်းပြပေးမယ် you should sleep early means စောစောအိပ်တင်တယ် you should study more means study ပို့ပြီးတော့လုပ်တင်တယ်ဒီလိုမျိုးပေါ့ဒုတိယကိုအကြံပေးတဲ့နေရာမှာသုံးတယ်အဲ့တော့ဒီနေ့က share နဲ့ should နဲ့အကြောင်းကိုရှင်းပြတယ် share နဲ့ should နဲ့သိရဆိုရင် daily life မှာဘယ်လိုမျိုးသုံးလို့ရမလဲဆိုတာကိုသိသွားမယ်ဒါဆိုရင်နောက်ပြန်ကြရင် will နဲ့ would နဲ့ကိုဘယ်လိုနေရာတွေမှာသုံးလဲဆိုတာကိုရှင်းပြပေးမယ်bye bye see you in the next video